မုဒ္ဒဝါဒဆိုတဲ့နေရာလေးမှာလိန်တိုင်းတော့အပြစ်ကြီးတာမဟုတ်ဘူးမလိန်တာတော့ကောင်းတယ်ပေါ့သို့တော့ဒီနေရာမှာဒုစရိုက်အနေနဲ့ပြောတဲ့မုဒ္ဒဝါဒကဘာတော့ဆိုရင်သူများအကျိုးစီးပွားပြက်အောင်လိန်တဲ့အလိမ်မျိုးဆိုလို့တယ်နော်ဒါကြောင့်မို့လို့ဒီမှာမုဒ္ဒဝါဒေနအထံပင်စေးရတယ်မုဒ္ဒဝါဒဖြင့်သူတစ်ပါးအကျိုးပျက်စီးအောင်လုပ်တယ်ဥပမာယုံမြင်ကနာတက်ပြီးတော့လူတရားဟာကိုယ်လည်းမမြင်မဲနဲ့သူခိုးတာကိုယ်လည်းမမြင်မဲနဲ့ဟုတ်တယ်ဒီလူခိုးပါတယ်ဆိုရင်ဟိုလူကထောင်တန်းကျသွားသို့မဟုတ်ယောရတယ်ဆိုရင်သူ့အကျိုးစီးပွားတွေပျက်စီးသွားအဲ့လိုလူတရားရဲ့အကျိုးစီးပွားကိုဖျက်ဆီးတဲ့မုဒ္ဒဝါဒမျိုးဆိုလို့ကိုရှိတာမပေးခြင်းလို့မရှိဘူးပြောလိုက်တာဒါမျိုးဆိုလို့တာမဟုတ်ဘူးနော်ယတနာမတက်ခြင်းလို့မသိဘူးပြောလိုက်တယ်အဲ့ဒီလိုလိန်နီးကလိန်နာကိုပြောတာမဟုတ်ဘူးဒီမုဒ္ဒဝါဒဒုစရိုက်ကကိုပြောလိုက်လို့တစ်ဖက်သားနင့်နာဆုံးရှုံးသွားတာနင့်နာဆုံးရှုံးသွားတယ်အဲ့ဒီလိုလိန်လေလှည့်စားပြီးတစ်ဖက်သားအကျိုးစီးပွားပြက်ပြောင်းလုပ်တဲ့မုဒ္ဒဝါဒကို၅ပါးသီလမှာဆိုလိုတယ်လို့မှတ်တာအဲ့တော့ချိုးကတော့ပြောရပေါ့မူသားဖြူဆိုပြီးတော့စာသုံးတော့မဟုတ်ဘူးပေါ့မူသားဖြူတာလားမဲတာလားနော်သူတို့ကတော့မူသားဖြူဆိုပြီးတော့ပြောထားရှိကြတယ်အဲ့တော့ငါးပါးသီလမှာပါတဲ့မုဒ္ဒဝါဒသည်တစ်ဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မုဒ္ဒဝါဒကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လိုတယ်အမေရိုက်မှကြောက်လို့လိန်နာအဖေရိုက်မှကြောက်လို့လိန်နာအဲ့ဒီမုဒ္ဒဝါဒမျိုးတွေမဟုတ်ဘူးလူသိမှရှက်လို့လိန်နာအဲ့ဒါမျိုးဆိုလိုတာမဟုတ်ကိုပစ္စည်းမပေးခြင်းလို့လိန်နာရှိရတဲ့နဲ့မရှိဘူးလို့ပြောလိုက်တယ်တစ်ဖက်သားမှာအကျိုးစီးပွားမပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမုဒ္ဒဝါဒဒီ၅ပါးသီလထဲမှာပါတဲ့အပြစ်ကြီးတဲ့မုဒ္ဒဝါဒတော့မဟုတ်ဘူးသို့တော့လိန်လီမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဒီသူများရဲ့အကျိုးပျက်စီးမှထိခိုက်နစ်နာသွားမှကိုယ့်ရဲ့မုဒ္ဒဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပြပြမှုဆိုတာပို့အရေးကြီးတယ်ပေါ့သူများအကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုယ့်ကိုကာဝယ်တဲ့အနေနဲ့လိန်လိုက်တယ်သိတယ်မသိဘူးလို့ပြောလိုက်တယ်ပြဿနာမတက်ချင်ဘူးရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်ကိုယ့်ပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့ဒါမျိုးဆိုလိုတာမဟုတ်ဘူးဒုစရိုက်နဲ့ပတ်သက်တဲ့မုဒ္ဒဝါဒအဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်ရသော်ဘုရားကိုယ်တိုင်ကမုဒ္ဒဝါဒနဲ့ပတ်သက်ပြီးတော့ဆွေမျိုးညာတိတို့ရဲ့အလဲမှာဖြစ်စေပရိသတ်တွေရဲ့အလဲမှာဖြစ်စေရုံးပြင်ကနာတက်ပြီးတော့ဖြစ်စေသူ့ကိုတတ်သိအရာထားမေးလို့ရှိရင်တဲ့မသိပဲနဲ့သိတယ်လို့ပြောတယ်သိရတဲ့နဲ့မသိဘူးလို့ပြောတယ်အဲ့လိုပြောသည့်အတွက်ကြောင့်တစ်ဖက်သားအနစ်နာသွားတယ်ဆိုအဲ့ဒီမုဒ္ဒဝါဒမျိုးဆိုလိုတယ်အကျိုးစီးပွားဖြည့်ဆည်းပြတဲ့မုဒ္ဒဝါဒမျိုးဆိုလိုတယ်ပေါ့သို့တော့အကျိုးစီးပွားမဖြစ်တဲ့မုဒ္ဒဝါဒကိုပြောတဲ့သလားဆိုတာအဲ့လိုကြီးတော့လည်းပြောတဲ့တယ်လို့တော့ပြောတာမဟုတ်ဘူးသို့တော့ဒုစရိုက်အနေနဲ့မဟုတ်ဘူးသူ့မှာရည်ရွယ်ချက်ရှိတယ်လေသူကြောက်လို့လိမ့်နေဆိုတာအကြောက်ပြေတာပေါ့မပေးခြင်းလို့လိမ့်နေဆိုရင်တော့မပေးရတော့ဘူးပေါ့ဘယ်သူမှအကျိုးစီးပွားမပြည့်စည်ဘူးလေအကျိုးစီးပွားမပြည့်စည်သည့်အတွက်ကြောင့်ပြောမယ်ဆိုရင်ဒီဒုစရိုက်အရာမုဒ္ဒဝါဒမဖြစ်ဘူးလို့ပြောရမှာပေါ့သို့တော့မြတ်စွာဘုရားကဆုံးမတာတော့ရှိစရာအနေနဲ့တော့မုဒ္ဒဝါဒတော့မပြောပါနဲ့လို့ဆုံးမတာမုဒ္ဒဝါဒလှုပ်လိုက်လို့ရှိရင်လူဟာလိန်ထပ်သွားလို့ရှိရင်လိန်ချင်းဆိုတဲ့မှောင်ရိပ်မှာကွယ်ပြီးတော့မဟုတ်တာလှုပ်တတ်တယ်